နားဆင်သူများအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေခင်ဗျာဒီနေ့ညလေးမှာနားဆင်သူများအားလုံးအတွက်တင်ဆက်ဖတ်ပြပေးသွားမယ့်ဝတ္ထုတိုလေးရဲ့နာမည်ကတော့ဆရာနေဝင်းမြင့်ရေးသားထားသောမိချောင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်အားလုံးပဲနားတော်တာဆင်ပေးတော်မူကြပါခင်ဗျာမိချောင်းရက်ဆက်တယ်ပဲပြောပြောမညာမတာလှုပ်တယ်ပဲဆိုချစ်တီးလိုလူမျိုးကလည်းရှိပါဦးမှာမြို့ရဲ့ရွာရဲ့လို့ရှိလာရင်ရွာတော်ရင်မြို့တော်ရင်ဆိုတာတွေရှိလာသလိုပဲကိုချစ်တီးလိုလူမျိုးကလည်းလိုအပ်စွာရှိနေရတော့တာပါသူ့နာမည်ရင်ကကိုကျင်တီးလူတွေကသူ့အတန်မွေးချောင်းမှုကိုလိုက်လို့ကိုကျင်တီးလို့မခေါ်ကြတော့ဘူးကိုချစ်တီးပဲခေါ်ကြတော့တယ်အသားဝါဝါမျက်ရည်မပါတွေမျက်ခုံပိတ်ကြီးနဲ့ပိန်သွဲသွဲသူကကိုချစ်တီးဆိုတဲ့နာမည်နဲ့မလိုက်တာတော့မလိုက်ဘူးပေါ့လေဒါပေမဲ့တမျိုးလုံးကဒီလိုပဲခေါ်ကြရကကိုချစ်တီးဆိုမှပဲတည်ကြတော့တယ်မြို့ဝရတောင်မဟုတ်ပါဘူးမြို့ရဲ့အရှိ9တိုင်းအနောက်9တိုင်းရွာနီးချုပ်ဆက်ကလည်းဒီလိုခေါ်တာပဲကိုချစ်တီးကိုရင်ကလည်းကိုကျင်တီးခေါ်ကိုချစ်တီးခေါ်ကိစ္စလုပ်တဲ့ပုံမပေါ်ပါဘူးသူတို့ဘာမှလည်းထူးခြားဟန်မပြပါဘူးသူအတန်မွေးချောင်းနဲ့ကိုချစ်တီးဆိုတဲ့နာမည်ကလိုက်တောင်လိုက်သေးတယ်လို့သူတွက်တယ်သူ့အလုပ်ကအပေါင်ခံတဲ့အလုပ်အပေါင်ခံတာမှဘိုးစဉ်ပေါင်ဆက်အပေါင်ခံတာနှစ်ပေါင်းမနေတော့ဘူးမျိုးနဲ့ရိုးနေပဲဆိုပါတော့သူမိဘများလက်ထက်အရေးရင်ကတော့အစိမ်းအောက်ခံမှာအဖြူစလုံးနဲ့အမိတ်ရအပေါင်တိုင်းဆိုတဲ့စိုင်းပုတ်တွေဘာတွေနဲ့ပေါ့လေနောက်ပိုင်းတော့အဲ့လိုစိုင်းပုံမျိုးတက်ခွင့်မရှိပေမဲ့အဲ့လိုအလုပ်မျိုးကတော့လှုပ်လို့ရသေးတော့ငပြောပင်ဆိုင်မိလိုက်ဖာတာပဲလက်ကြောတင်းစရာမလိုငဖိုးကချွေခြေမကြစရာမလိုတဲ့အလုံးမို့လားအေးပဲဈေးမြောက်ဘက်တောင်က4000ဆက်ဆက်ရေဒီယိုပုံအညာတိုက်ဟောင်းကြီးကကိုချစ်တီးကိုတိုက်ပဲတိုင်ထိတ်ထိတ်နဖူးစီးမှာ1949လို့စလုံးထွင်းထားတဲ့အဲ့ဒီတိုက်ကိုအပေါင်ဆိုင်တိုက်လို့ပဲခေါ်ကြတယ်တချို့ကလည်းချစ်တီးတိုက်တဲ့တိုက်တကားလောက်ထားတဲ့တစ်သားဘေးလူတကားတွေဆိုတာအောင်မြင်နေပြီတိုက်ပြီးဘက်ကပဒင်းမောက်ရေလို့လည်းမရှိတော့တက်ကအမြဲတမ်းမောင်ပိန်းနေတတ်တယ်အဲ့ဒီတိုက်မဲမောင်ထဲမှာတစ်သားခုံစီတစ်လုံးရေတရေပြားခင်းထားတဲ့ပက်လက်ကလထိုင်တစ်လုံးရေခွေးချေဖို့နှလုံးရေပဲရှိတယ်လူဘေးမှာစုံစီနှစ်ပါးထည့်ထားတဲ့မှန်ဘီယူဟောင်းတစ်လုံးလေးရှိတယ်ဒါပဲခွေးချေဖို့ကလေးတစ်လုံးပေါ်မှာတော့ဇီနွေးကရတစ်လုံးရေဗကန်လုံးနှလုံးလောက်ရေတော်တယ်တွဲရှိတယ်ကိုချစ်တီးရဲ့လောက်ကအဲ့ဒီပက်လက်ကလထိုင်ပေါ်မှာထိုင်ပြီးရင်ဇီနွေးတစ်ခွက်နှစ်ခွက်တောက်လိုအပ်ရင်တော်ရဲယူအခန်းတော့ဖွင့်ပြီးရင်ပက်လက်ကလထိုင်ပေါ်မှာတဏီကုံပြန်ထိုင်ဒါသူ့လုပ်ပဲသူမိမမကျင်လာတော့သူနားမှာဘယ်တော့မှမရှိဘူးအိမ်နောက်ဖေးဘက်မှာကြည့်ပဲသားသမီးတွေရှိပေမဲ့လက်လွတ်ကုန်ပြီကိုချစ်တီးကဘယ်မှလည်းသွားလိမ့်မရှိဘူးအပေါင်တိုင်တက်ကိုသွားတော့ကိုချစ်တီးမတွေးခဲ့ပေါင်းကွာရဲ့လို့တခါမှမကြားဘူးဝါငါးမြတ်တန်းတချောင်းလိုပိန်သွဲပြီးဂိုင်းကွေးနေတဲ့အရက်ကြီးနဲ့ပလက်ကလတိုင်မှာထိုင်နေပြီးမျက်ခုံပိတ်ပိတ်ကြီးကိုမပွင့်တန်းချထားပြီးထိုင်းနေလိုက်တော့တဏီကုန်ပဲတိုက်စီလူလာရက်လူကတော့ပိတ်ကြနေတဲ့မျက်ခုံထူထူကြီးအောက်ကမေးချင်းချင်းမျက်လုံးတွေကိုမိချောင်းတကောင်ကအစာကိုလှမ်းမြင်ရင်ဖြက်ကနေလှမ်းကြည့်တတ်တယ်လို့ကြည်နေတတ်တယ်မျက်ခုံတစ်ချက်အပင်ကလေးကိုမှပဲဘသူလဲဘာလို့တာလဲလက်ထဲမှာဘာပါလာတယ်လဲဘလောက်အရေးကြီးတယ်လူလဲလက်ထဲကပစ္စည်းဟာကာလာပေါက်စီဘလောက်တန်တယ်လဲအခုသူ့ပေးနေတာဘလောက်ဖြစ်တယ်လဲစားရတဲ့အချက်တွေကိုတထိုင်နဲ့အကဲခတ်ပြီးသားလဲဖြစ်နေတတ်တယ်မျက်စိကမြင်လဲတဲ့မြောက်အုံနောက်ကိုသတင်းပို့အုံနောက်ကဒေတာတွေကိုချိန်ခံပြီးတွက်ချက်ရတဲ့အဖြေကိုမှတ်ထားလိုက်တာကကြာလိုက်ရင်2စက္ကန့်သာပဲအဲ့ဒါကိုမြင်နေအဲ့ဒါလိုခါမျိုးမှာသူ့ကိုခန္ဓာကိုပလက်ကလတိုင်းပေါ်ကစက္ကန့်နဲ့ထထိုင်ပြီးဘယ်တော့မှမပြုံးနဲ့သူ့နှခမ်းတွေကိုတလှုပ်လှုပ်လုံနေတတ်တယ်သူတိုက်ရှိကဘေးတို့တတာတကောင်ရှိမှရက်နေပေမဲ့ပေါင်မဲ့နာမည်လူလည်းမဟုတ်ဘူးဆိုရင်တော့မျက်ကုံကြီးတွေပြန်ပြီးငိုက်တော်တာပဲသူအာယုန်တွေကလည်းထက်မြက်တယ်ညပေါင်းများသောလူတွေကိုထိစက်နေရလို့လားမသိဘူးလူကိုကြည့်ရနဲ့ပေါင်မဲ့လူလား
ရိုးရိုးလားလေတဲ့လူလားပစ္စည်းပေါင်းမဲ့လူလားငွေသားတက်တက်အတိုးနဲ့ကြီးမဲ့လူလားဆိုတာကိုလည်းသိတယ်ရွှေပေါင်းမဲ့လူဆိုလို့တော့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်သူ့ကလထိုင်ဘေးကိုကြော်ပြီးနောက်ဘေးကသူ့မိန်းမမကျင်လာစီသွားရုံပဲသူ့မိန်းမမကျင်လာကသူ့ဘေးမှာပဲတော့မှမထိုင်ဘူးတိုင်းတော့ကအုတ်ရီကန်ဘေးမှာထိုင်နေတတ်တယ်ကိုချစ်တီကရွှေမကိုင်းဘူးငွေသားတက်တက်နှစ်ချက်တိုးနဲ့ကြီးတယ်မကျင်လာကတော့တမျိုးဘာပစ္စည်းမှလက်မခံဘူးရွှေမှရွှေပဲတခြားမလားနဲ့လင်မယားချင်းတောင်လူအပ်မှစကားပြောတယ်တခါတလေကိုချစ်တီအိမ်ရှိကတည်ရပြခင်ပလက်ကလက်ထိုင်မှာထိုင်ရင်နေသာကုံရင်ကုံသွားမယ်စကားတခွန်မပြောဖြစ်ဘူးသူတို့လင်များမှာတူတာနှစ်ချက်ပဲရှိတယ်တစ်ချက်ကမကျင်လာကရွှေပေါင်ကိုမျောပြီးကိုချစ်တီကပစ္စည်းပေါင်ကိုမျောတယ်နောက်တစ်ချက်တူတာကလင်မယားနှစ်ယောက်သလုံးသူတို့အပေါင်ခံထားတဲ့ပစ္စည်းကိုတစ်နေ့သုံးကောင်ထုတ်ကြည့်တာပဲမကျင်လာကသူ့တမလီတက်တာကိုတစ်နေ့သုံးကောင်ဖွင့်ပြီးကိုချစ်တီကသူ့ပစ္စည်းလောင်းတဲ့အခန်းကိုတစ်နေ့သုံးကောင်ဖွင့်ကြည့်တတ်တယ်တစ်နေ့မှဝင်မပြတ်ဘူးတစ်နေ့မှမလိဟာစေရဘူးမနေ့မိုးလေးလို့မျက်နှာတက်ပြီးတာနဲ့ကလထိုင်ပူလေးပေါ်မှာတော်ရင်းနဲ့သူ့အခန်းကိုသူစဖွင့်တယ်ဘာရလို့မဟုတ်ဘူးသူ့အတီးပဲဒီလိုပဲကြည့်တယ်ဒီအခန်းမှာမောင်လေးကိုဝင်လာတဲ့ပစ္စည်းတော်တော်များများဟာအချိန်ကာလအဖြစ်တော်တော်ကြာပြန်မေးမချင်းရှိနေတတ်တော့ဒီပစ္စည်းတွေကိုကြည့်နေရတာကသူ့မှာအရသာရှိနေတယ်အခန်းထဲမှာပစ္စည်းဆိုတာလည်းအစုံပဲပစ္စည်းတစ်ခုစီပေါ်မှာလည်းစာရွက်လေးတွေကလို့ပေါင်နေနေရဲ့ဘလောက်နဲ့ပေါင်နေဆိုတာရေပေါင်တဲ့လူနာမည်ရေးပြီးကတ်ထားရတယ်ဘလို့မဟုတ်မရွေးတော့ဘူးဆိုတဲ့ပစ္စည်းကိုလည်းပြန်ထုတ်ရတာရှိသေးတယ်အရှုံးရည်လို့လည်းမရှိပါဘူးသူစီလားပေါင်ကလေးကမတန်တဆရှော့ပေးထားတာမဟုတ်လားပစ္စည်းတွေကိုလည်းကြည့်အောင်တန်တစ်တာတွေလည်းပါတယ်ထင်းရှူတစ်တာတွေလည်းပါတယ်အဲ့ဒီထင်းရှူတစ်တာထဲမှာထမိန်တွေပစိုးတွေမင်းသမီးဗလာထမိန်တွေမောင်ရင်လောက်မကိုက်တွေဆိုတာအပြည့်ပဲကျန်တာကတော့ပေါတူအသွားတွေကနုတ်ကွက်တွေဖော်ထားတဲ့ရှီအောင်ကလထိုင်တွေကြေးလင်ပန်းတွေကြေးခွက်တွေတက်ဘူးတွေမိချောင်းတွေဆေးလိပ်ခွက်နာရီတွေရှုဖက်နှက်တွေလက်အိတ်တွေစောင်းတွေယောက်ျားစီမိန်းမစီဖက်နှက်တွေကက်ဆက်ဟောင်းတွေတလိုင်းဆွဲနှာလိုင်းဆွဲရေဒီယိုတွေတန်အိုအမျိုးမျိုးဖန်ခွက်တွေကြည်မန်းတွေကြေးမီးဘူးတွေစက်တောင်ရိုက်တဲ့ဘတ်တန်တွေဂျီမောင်တွေမက်ဒလီတွေ6လုံးဘက်တွေကျိန်ပြက်နေတဲ့စက်တီဟောင်းတွေလန်နေဓာတ်တွေဖောင်းနေနေမျက်မှန်တွေအစုံပဲအခန်းတကားဝင်ပြီးပစ္စည်းတွေကိုကြည့်လိုက်ပြီးရင်တကားပြန်ပိတ်တော့ပြန်ခက်တော်ရဲကိုခုံပေါ်ပြစ်တင်ပြီးပလက်ကလေးတိုင်းပေါ်ပြန်ထိုင်နေတာပဲမနက်စာဆိုတာကတော့တခါတလေထမင်းချမ်းကြံရင်လော်စားတယ်မကြံရင်တိတ်ပြီးကာကာဆိုင်ကအကြရီပေါ်တစ်ခွက်မှားပြီးတောက်တယ်ဒါပဲတဏီကုံထိုင်ပဲလူမျောပဲသူစီလာတဲ့လူတွေကလည်းအမျိုးမျိုးတခါကလည်းကြည့်အောင်လူတယောက်စွစွနုံနုံပါပဲကျေသေးရနေဖြစ်နေတဲ့တိုက်ပုံဟောင်းကလေးဝစ်လို့ယူယူကျူးကျူးပဲဝင်လာတယ်သူလက်ထဲကပစ္စည်းတစ်ခုကိုပြတယ်ကိုချစ်တီးကလည်းလှဲ့ကပတ်ကကြည့်တယ်ကျင်းနဲ့လှုပ်ထားတဲ့အချုံထက်တွေတော်တော်များများပါတဲ့အဝိုင်းများလေးတစ်ပြားပါခက်တာကကိုချစ်တီးကအပေါင်သာခံရမှာဘာပစ္စည်းမှန်းသိတာမဟုတ်ဘူးဒါပါလေတစိမ့်ပါဗျဘာတစိမ့်လဲတိုက်ပုံနေစရာစကားတော်တော်နဲ့မတတ်ဘူးသူ့ပစ္စည်းလေးကိုပဲစင်မကောင်းချင်းကြီးစွာနဲ့ကြည့်နေတဲ့လက်တွေကလည်းတုံလို့ဒီလိုပါခင်ဗျဒီပစ္စည်းဒါလေးပြောပြီးရက်သွားလိုက်တာအကြာကြီးကိုချစ်တီးစိတ်မရှိဘူးဘာမှမသိတဲ့ပစ္စည်းတစ်ခုအတွက်အချင်းအကုန်လဲမခံချင်ဘူးမဟုတ်လားကဲဆရာကြီးမြင်မြန်ပြောပါဘာတစိမ့်ဒီလိုဗျ1943ခုနှစ်လောက်ကဂျပန်နေမြန်မာပြည်မှာရှိနေတော့ဆိုပါတော့အဲ့တုန်းမှာလိုရင်မြင်မြန်သာပြောပါဆရာကြီးကျုပ်ကအချိန်သိမ့်မရှိဘူးဟုတ်ကဲ့ဒီတစိမ့်ဟာဂျပန်ခေတ်ကဂျပန်စစ်ဗိုလ်ချုပ်မစ္စတာအီဒါကထုတ်ပေးထားတာပါသမိုင်းတန်မိုးယာယီသမိုင်းတန်မိုးတွေဘာတွေပြောနေတော့ခင်ဗျာအယူကျုပ်ပေါမခံခြင်းဘူးမဟုတ်ဘူးဗျဒီလိုဗျကျုပ်တို့ဆွေစဉ်မျိုးဆက်မှာဒီတစိမ့်ဟာဟုတ်ပါပြီခင်ဗျာတော်တော်စကားများပါလားခင်ဗျားတို့ဒီတစိမ့်ဘယ်သူကပေးပြီးကျုပ်ကဘာလို့ရမှာလဲခင်ဗျာငွေလွင်30ယူသွားမြန်မြန်တော့ပြန်ပြီး30မဟုတ်ပါဘူးဗျဒီပစ္စည်းကြီးကို30ဆိုတာတကယ်တော့ယာယီကဘယ်လောက်လိုချင်တာလဲဟိုဒီ200လောက်
နေရာလောက်လိုချင်းခင်ဗျဂျပန်စစ်ဗိုလ်စီပြန်လာယူတော့ကျုပ်ကတော့20ပဲပြီးနိုင်တယ်နောက်တော့ငွေ20နဲ့ပေါင်သွားတာပါပဲဘာမှမသိတဲ့တစိမ့်ကြီးကိုဂျပန်ခေတ်ကဆိုတာနဲ့ကိုချစ်တီယူထားလိုက်ပြီးတက်တာတယ်ထည့်ထားလိုက်တယ်တခါလဲလူငယ်တယောက်မျက်လုံးတွေလဲရဲလို့မူးနေလိုက်တာလဲစိမ့်ထိုးလို့လက်ထဲမှာလဲဖြူဖြူရှိရှိတက်တာလို့ပစ္စည်းတစ်ခုကိုလဲကင်လို့တိတ်ရှိလိုက်ရတော့မိချောင်းမျက်ခွန်လေးပွင့်သွားတယ်လာဟေးဘာပါသလဲအရမှုနေတဲ့လူငယ်ကသူ့ပစ္စည်းလေးသဝဲပေါ်တင်နေကိုချစ်တီကိုမော့ကြည့်တယ်ဒါလေးပေါင်ကျင်လို့ဒါပါကြီးလေအော်ဂင်ခေါ်ပါတယ်ကိုချစ်တီတော်တော်အံ့ဩသွားတယ်အော်ဂင်ဆိုတဲ့ပစ္စည်းကတော်ရောမျိုးပါပြန့်နေနေတာမှန်ပေမဲ့သူ့တခါမှမတွေ့ဘူးမင်းဟာမြည်ရလားဟာမြည်တာဗောဗျာခင်ဗျာလေလူငယ်ကတချင်းတစ်ပုတ်တီးပြတယ်ဘက်ထရီတော်တော်ကောင်းသေးလို့လားမသိဘူးအော်ဂင်တန်းကစီလဲထွက်လာရောကိုချစ်တီတော်တော်သဘောကျသွားတယ်အပေါင်လေးခံလိုက်တယ်ငွေဆက်ကူတွေကမ်းပြီးထွက်သွားတဲ့လူငယ်တောင်လမ်းပေါ်မြောက်သေးဘူးကိုချစ်တီတောင်တလုံးနဲ့တလုံးတီးနေလိုက်တာတနေ့လုံးလိုပဲအဲ့လိုပါပဲအတန်မြင်လဲအပေါင်ခံတာပါပဲသူခိုင်းထဲမှာဂျပန်ခေတ်ကဒစိရောအင်္ဂလိပ်ခေတ်ကရွှေစလဲတွေရောငွေသားတွေရောအော်ဂင်တွေရောအာကစားစုတွေရောတက်ပြားတွေရောစုံလို့အဲ့ဒီမျိုးမှာကိုချစ်တီးလိုလူရှိတယ်လို့ပဲမတ်ဆန်မဲလိုမိန်းမမျိုးလဲရှိတယ်ကိုချစ်တီးကလာသမျှအပေါင်ခံတယ်လို့မတ်ဆန်မဲကလည်းရှိတယ်မြပေါင်ဖို့လောက်စဉ်းစားနေတဲ့မိန်းမမျိုးဘယ်တော့မှအုံးစီမလိနဲ့ခေါင်းဆုပ်ပွားကြီးနဲ့မျက်နှာမှာဒင်းတိတ်တွေထနေတဲ့မတ်ဆန်မဲကိုကြည့်လိုက်ရင်ကိုချစ်တီးတိုက်နေသူ့အိမ်ကိုအမြဲတမ်းစီးလွှားနေတတ်တယ်ကိုအိမ်ကြီးကအဝတ်ပြေးဖွက်လိုက်မိဘူးလေးပြေးတိုက်ပေးလိုက်သူအိမ်ပြန်ပြီးထမင်းပြေးချက်လိုက်နဲ့တခါမှတတတမရှိဘူးနေ့လည်းပဲမုတ်ချစီလေးတာဝူလေးကျူရောင်းတာရှိသေးတယ်ဒါလည်းမပြေလေဘူးကလေးက9ယောက်ဘူစုခယုလင်းကလည်းဒုက္ခိတလင်းကကောင်းတော့ကတော့ဟိုဟာလေးလို့ဒီဟာလေးလို့ပေါ့လေအလောက်ကျန်းပေါက်လိုက်လို့တယ်တကားတရံမြေချင်းတူတခါတလေထရံလေးရတာပါညာကြည့်သေးတယ်တကားတော့အကျိုးဘိုးတစ်ဖိုးကမြေချင်းတူခိုင်းတော့စိတ်အတွင်းကမြုပ်နေတဲ့ဘုံစံကိုတန်သေးရင်းနဲ့ထိုးမိလို့ဘုံစံထကွဲလိုက်တော့ကျောင်းနှစ်ပတ်သလုံးဖြတ်ပြစ်လိုက်ရတဲ့အထိပဲအဲဒီနောက်ပိုင်းမဆန်မဲပဲအိမ်နောက်ဦးစီးဖြစ်သွားတယ်မဆန်မဲပဲဖက်တီရှာလိုက်စားလိုက်တောက်လိုက်စီတာလေးပြေးပေါင်လိုက်ပြန်ရွေးလိုက်ဒီလိုနဲ့ပဲလုံးချလဲနေရတော့တယ်အိမ်မှာစီးတဲ့ပစ္စည်းတွေလည်းကုန်ပြီကျွန်တော်လည်းမရှိတော့ဘူးစောင်းလည်းမရှိတော့ဘူးပစိုးအင်ကြီးကောင်းကောင်းလည်းမရှိတော့ဘူးပလတ်စတစ်ရေခွက်ကုံငွေစောင်းအုပ်ဒန်အိုတင်ပြူးပြကျွေစုံအင်းတော့ပကံလုံးအတော်များများလဲကိုချစ်တီရဲ့အိမ်ကန်တွေရောက်ကုန်ပြီအခုလည်းမဆန်ပဲဖျေးသည်ရောင်းချင်နေတယ်ဖျေးသည်လေးပေါ်တော့ပုံသားစိတ်ရောင်းရင်20အစိတ်တော့ကြံနေလို့ကြားထားတာလည်းရှိတယ်ခက်တာကအရင်ကြီးမရှိတာပဲအရင်ကြီးကလည်းလင်မတ်တစ်ချက်ဓာတ်ထက်တစ်ချောင်းနဲ့ဖျေးသည်4-5လုံးပို့လောက်လိုတာပါလင်မန်းကဘေးကငှားလို့ရတဲ့ထောင်းဓာတ်တစ်ချောင်းနဲ့ဖျေးသည်ဘို့ကလိုသေးတယ်မဟုတ်လားအိမ်မှာလဲပေါင်ရအောင်ဘာပစ္စည်းမှမကြံတော့တဲ့လောက်ဖြစ်နေပြီဘုရားရှင်နဲ့တောက်ရိုးပဲကြံနေဆိုပါတော့ဘာများပေါင်ရပါမလဲလို့တညာလုံးစဉ်းစားတယ်မန္တလေးတော့မှပေါင်စရာကိုသွားတွေ့တယ်မဆန်မေတော်တော်ဝမ်းသာသွားတယ်ဒါပေမဲ့မတက်နိုင်ဘူးမလုပ်လို့လည်းမဖြစ်ဘူးဆိုတော့သူ့ယောက်ျားနဲ့တိုင်ပင်နေသူ့ယောက်ျားကလည်းမျက်နှာမကောင်းတဲ့ကြားကလှုပ်လေတဲ့မဆန်မေတိတ်စဉ်းစားမနေတော့ဘူးကိုချစ်တီတိုက်ပတ်ကိုပြေးတယ်ထုံးစံတိုင်းကိုချစ်တီကအခန်းမောင်မောင်ထဲမှာမျက်ခုံပိတ်ကြီးနဲ့ထိုင်နေတယ်သူပေါက်တယ်မဆန်မဲဝင်လာတာကိုငှက်ကြီးဒုံးဆက်တကောင်လိုလှမ်းမြင်လိုက်ရတဲ့မိချောင်းတကောင်လိုကြည်ရင်ကလမ်းခေါ်တယ်ဒီတခါဘာလားပေါင်ပြန်မလဲဆိုတဲ့မျက်လုံးတွေကတစ်ဖြက်ဖြက်လက်နေတာလည်းပါတယ်ဆရာကြီးထပါအောင်ဓာပေါင်ခြင်းလို့ပါလေဒါလေမျက်နှာမှာချွေးစီတွေပြန်နေတဲ့မျက်နှာမဲမဲကြီးကိုအတက်နိုင်ဆုံးပြုံးရင်မတ်ဆန်မဲသူ့ပစ္စည်းကိုပြတယ်ကိုချစ်တီပထမတော့ကြောင်သွားတယ်နောက်တော့ကိုချစ်တီမျက်လုံးတွေအယောင်တွေတောက်လာတယ်ဂျိုင်းတော့လေဟုတ်တယ်မဟုတ်လားဟုတ်တယ်ဆရာကြီး
ဂျိုင်းနောက်တွေပေါင်ကျင်လို့ဘေးကဟာရီလေရှုပ်ရှုပ်ချက်ချက်ကျမယောက်ျားဟာရီပါလောက်ပါအောင်ဆရာကြီးရဲ့အတူလေတခါတည်းသာဖြတ်ထားလိုက်ပါကိုချီတီဂျိုင်းနောက်တွေကိုတေးသေးချာချာကြည့်တယ်တော်တော်လေးတေးသေးတက်တက်လှုပ်ထားတဲ့ဂျိုင်းနောက်တွေဖြစ်နေတယ်နောက်တစ်ခုကဂျိုင်းနောက်ဆိုတာတော်တော်ကြာကြာထားမဲ့ပစ္စည်းမျိုးမဟုတ်ဘူးလို့ကိုချီတီတွက်တယ်ထုံးစံတိုင်းပဲကိုချီတီလက်ခံလိုက်တယ်ငွေ90တက်မှတ်ပြီးအတိုး30တခါတည်းနှုတ်ယူထားလိုက်တယ်မဆန်မဲကတော့ငွေ40ကိုကိုင်ရင်ခေါင်းစုပ်ဖွားကြီးနဲ့ထွက်သွားတော့မှကိုချီတီသူ့အခန်းကောက်ဖွင့်ရင်ဂျိုင်းတောက်တွေကိုတင်လိုက်တယ်နောက်တော့ပိတ်တယ်တော်ရဲကိုကျုံခွေးချုပ်ကိုဖြစ်တင်လိုက်တယ်ဂျိုင်းတောက်ကြီးနှစ်ချောင်းအိမ်ရောက်လာတဲ့နေ့ကကိုချီတီမိမအိမ်မှာမရှိဘူးနောက်တော့တိတ်သွားတာပါပဲခါတိုင်းသူယောက်ျားလုံးမှာဘာမှဝင်ဆွတ်ဖက်လေးမရှိတဲ့မက်ကျင်လာကဒီတခါဒေါ်ရီကန်နေလိုက်တာကိုချစ်တီးမယ်ခေါင်းတော်မပေါ်နိုင်ဘူးတကယ်ကမိမဆူတာလဲဆူပေါ်လေသူကလည်းမက်ဆန်မေကိုမျှော်တယ်ရွေးသေးချင်လာပြီမက်ဆန်မေကလည်းဖြေးသီးလေးရောင်းလိုက်ဂျိုင်းတောက်တွေရေးဖို့ဖဲ့ထားလိုက်စားရဲထဲပါသွားလိုက်ပြန်စုလိုက်ပဲ့သွားလိုက်နဲ့လုံးကြပချာလဲနေတော့မရွေးပြစ်တာတော်တော်ကြာသွားပြီငွေလေး960လုံးကနေရဖို့ဆိုတာလည်းမသေးချတော့ဘယ်ကပတ်စံရပါမလဲဆိုတာပဲမက်ဆန်ပဲမျှော်တယ်မက်ဆန်ပဲယောက်ျားကလည်းသူ့ဂျိုင်းတောက်တွေကိုပဲမျှော်တယ်မက်ဆန်ပဲသွားပောင်ကလေးကသူ့လည်းဘဲမှမသွားတော့ဘူးမဟုတ်လားမက်ဆန်ပဲရဲ့လုံးကြပတ်ချာထဲမှာသူ့ဘာရောပါနေတာဆိုတော့မပြောလဲမပြောရဘူးမပြောလဲမပြောတာဘူးဒီလိုနဲ့စက်တွေလည်းကြားလာပြီကိုချီတီကမက်ဆန်မေကိုမျှော်တယ်မက်ဆန်မေကပတ်စံကိုမျှော်တယ်မက်ဆန်မေယောက်ျားကဂျိုင်းတောင်နှစ်ချောင်းကိုမျှော်တယ်ဘယ်တက်နိုင်မလဲညိုကြပေါ့နေဝင်မြင့်ရွှေမြို့တေမဂ္ဂဇင်း1992ခုစက်တင်ဘာလ